이게 장나자도 इंग्लिश भाषा में ठाकुर छिया ग्रामर न्यू थे भी होती है बात में जिका टेमे ग्रामर पैटर्न का as if as those were ग्रामर पैटर्न के बारे as if ने as दो ने यहाँ जेबे लोगों टू आए as if नियमा as दो हिलो याद लो as दो नियमा as if यावले हिलो याद आए मालूम वाला जने के जाने ना तके तो अल्लाह सु वाला बियाह आए तके तो अल्लाह သူ့ကိုရေးတဲ့အခါကျတော့ကျွန်တော်တို့အခြေအနေ၃မျိုးပေါ်မှာမူတည်ပြီးတော့စဉ်းစားရပါတယ်။အခြေအနေ၃မျိုးဆိုတာနံပါတ်၁ကတကယ်ဖြစ်နိုင်တဲ့အခြေဟုတ်သလား။ဒီမှာရောတကယ်လက်တွေ့မှာရောတကယ်ဖြစ်နိုင်တာဟုတ်သလား။တကယ်ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ပုံစံကြီး။နောက်နံပါတ်၂ကကျတော့တကယ်မဟုတ်တာကိုဟုတ်နေတယ်လို့တကယ်ဟုတ်နေတယ်လို့ဆိုတဲ့ပုံစံစိတ်ကူးရင်သဘောဆန်ပါတယ်။ conditional type 2နဲ့တူပါတယ်။နောက်နံပါတ်3ကကျတော့အတိတ်ကိုပြန်ကြည့်ပါအတိတ်မှာမဟုတ်ခဲ့တာအတိတ်မှာမဟုတ်ခဲ့တာကိုဟုတ်တယ်လို့ပြောတာအတိတ်တုန်းကမဟုတ်ခဲ့တာကိုမဟုတ်တယ်လို့ပြန်ပြောတာမျိုးပေါ့တခုခုကိုမြင်ခဲ့လိုက်တယ်လို့ကြားခဲ့လိုက်တယ်လို့သိခဲ့လိုက်တယ်လို့ဆိုတဲ့အဓိပ္ပာယ်နဲ့ဆိုရင်တော့နံပါတ်3ပုံစံနဲ့ရေးပါတယ်ဒီအဓိပ္ပာယ်တရား3မျိုးမှာမူတည်ပြီးတော့စဉ်းစားပါတယ်အဲ့တော့ပထမဆုံးနံပါတ်1ဖြစ်တယ်တကယ်ဖြစ်နိုင်ခြေရှိတဲ့အရာမျိုးတကယ်ဖြစ်နိုင်တာအပြင်လောကမှာဖြစ်နိုင်တာမျိုးဆိုတာဘယ်လိုဟာမျိုးလဲဆိုတော့ဥပမာအနေနဲ့ she dances so beautifully I think she has learned from a professional trainer she သူမက dances so beautifully အလုံးလှပစွာကောင်း I think she has learned from a professional trainer သူမကတကယ်ကိုကျွမ်းကျင်တဲ့ပညာရှင်တယောက်စီကနေပြီးတော့သူမသင်ထားတယ်လို့ကျွန်တော်ထင်တယ်ကားတဲ့ပုံစံကလှတယ်ကားတဲ့ဆိုသင်ကြတယ်ဒါသင်ထားတယ်ဆိုတာတကယ်ဖြစ်နိုင်တယ်တော့သင်ထားတာဖြစ်နိုင်တယ်ဆိုတော့ဒါတကယ်ဖြစ်နိုင်တဲ့အခြေအနေအဲ့လိုအပြင်မှာလည်းတကယ်ဖြစ်နိုင်တဲ့အခြေအနေအမှန်တကယ်အခြေအနေမျိုးဆိုရင်ပြန်ဖြေတဲ့အခါကြာရင် as if ပါတဲ့စာကြောင်းမှာ verb 1နဲ့ရေးရပါတယ် verb 1ပုံစံနဲ့ verb 1အုပ်စုနဲ့ရေးရပါတယ်အဲ့ဒါကြောင့်အဖြေက she dances so beautifully ဝါကြရဲ့ဒီအလဲကောင်းဝါကြအလဲကောင်း as if နဲ့ဆက်ပါတယ် as if အထင်နဲ့တကယ်သူအလိုဆိုတဲ့ဒီစကားလုံးတွေဖြုတ်ပါတယ် as if she has ပါတယ်မဝမ်းမပြန်ရေးပါတယ်တကယ်ဖြစ်နိုင်လို့ပါ she has learned from a professional trainer ဒါတော့တကယ်ဖြစ်နိုင်တဲ့အခြေအနေမှာဆိုဒီဘဝနဲ့ပြန်ရေးပါတယ်နောက်နံပါတ်2တကယ်မဟုတ်တာကိုဟုတ်နေဘလို့လို့ဆိုတဲ့ပုံစံနဲ့ပြောမယ်ဆိုရင်တော့left 2နဲ့ရေးရပါတယ် conditional clause ကိုတင်တော့ conditional type 2နဲ့ဆင်းတယ်လို့ခုနပြောခဲ့ပါတယ် but 2နဲ့ရေးရပါတယ်တကယ်လို့ but 2ဖြစ်နေရင် but 2သုံးတဲ့အခါ was နဲ့ were နဲ့ဆိုရင်ရှေ့က subject ကနေနေများ were ကိုပဲသုံးရပါတယ် was ကိုမသုံးပါဘူးဒါလေးတော့မှတ်ဖို့လိုပါတယ်အဲ့ဥပမာဒီမှာ he runs in games like he has superpowers he သူ runs ပြီးတယ် and games ပုံပါလေ like တကယ်လို့ he has superpowers သူမှာ superpower တွေတကယ် superpower တွေရှိနေတယ်ဒါဆိုတကယ် superpower ရှိတယ်ဆိုမှဖြစ်နိုင်ဘူးလေနော် superman လည်းမဟုတ်ဘူး superman ဆိုတာတကယ်မရှိဘူးတကယ်မဟုတ်တာကိုရှိနေတယ်လို့ဟုတ်တယ်လို့ပြောချင်ကြတော့ verb 2နဲ့ရေးရတယ်လို့ခုနပြောထားပါတယ်အဲ့ဒါကြောင့်သူ့ရဲ့အဖြေက he runs and jumps as if နဲ့ရေးပါတယ်ဟောဒီ like ကဲသူ ass ကဲသူအဲ့လိုမျိုးစကားလုံးတွေဖြုတ်ရပါတယ် as if ကိုပြောင်းပါတယ် as if နဲ့အဓိပ္ပာယ်တူနေလို့ပါ as if he has ကနေပြီးတော့ hd ဖြစ်သွားပါတယ် as if he had superpowers လို့ရေးပါတယ်ဒါတော့တကယ်မဟုတ်တာကိုဟုတ်နေလို့ဆိုတဲ့ပုံစံနဲ့ရေးနောက်နံပါတ်3အနေနဲ့ကအတိတ်ကိုပြန်ကြည့်တဲ့ပုံစံပေါ့အတိတ်ကိုပြန်ကြည့်တဲ့အခုမဟုတ်ဘူးအတိတ်တုန်းကမဟုတ်ခဲ့တာကိုကြည့်တာအတိတ်တုန်းကမဟုတ်ခဲ့တာကိုဟုတ်တယ်လို့တခုခုကိုမြင်ခဲ့လိုက်တယ်လို့တခုခုကိုကြားခဲ့လိုက်တယ်လို့ဆိုတဲ့ပုံစံနဲ့ဆိုရင်တော့အဖြေမှာ had နဲ့ရေးရပါတယ်
တော့ဥပမာလေးနဲ့မိကုံးလေးအရင်ဖတ်ကြည့်အောင် she screamed in great fright သူမကကြောက်လန့်နေကြတဲ့ဟိုမြင့်ပေါ်လိုက်တယ် even though she did not see echoes သူမသည်တဲ့တစီတရတဲ့ကောင်ကိုမမြင်လိုက်ပေမဲ့သူမကြောက်လန့်နေကြတဲ့အတိုင်းကိုညှိ့អော်တယ်မမြင်လိုက်တာကိုသူမြင်ခဲ့လိုက်တယ်လို့ထင်လို့တော့မြင်လိုက်တယ်လို့သူထင်လိုက်လို့ဒါကြောင့်မို့နောက်ပြီးတော့သူကဒီမှာ WhatsApp မှာပေးထားတာကရှေ့ရောနောက်ကို buff 2နဲ့ပေးထားတယ် past tense ကိုပြန်ကြည့်တာပေါ့နော်အတိတ်ကိုပြန်ကြည့်တယ်အတိတ်ကိုပြန်ကြည့်တာမလို့ဒါပြန်ရေးတဲ့အခါကျရင် head battery နဲ့ဖြေရပါတယ်အဲဒါကြောင့် she screamed in great fright ဒီမှာကြောက်လန့်ကြနဲ့ဟောတယ် as if she had seen a ghost သူမကတစီတရတဲ့ကောင်ကိုမြင်ခဲ့လိုက်လို့အတိတ်ကိုပြန်ကြည့်တာဖြစ်ပါတယ်အဲဒါကြောင့်တကယ်ဖြစ်နိုင်ရင် buff 1မဟုတ်တာကိုဟုတ်တယ်လို့ဆိုရင်လက်ရှိမှာမဟုတ်တာကိုဟုတ်တယ်လို့ဆိုရင် buff 2နဲ့ရေးတယ် watch နဲ့ wear နဲ့ဆိုရင် wear ကိုသုံးတယ်နောက်ဆုံးတစ်ခုကအတိတ်ကိုပြန်ကြည့်တယ်မဟုတ်ခဲ့တာကိုဟုတ်ခဲ့တယ်လို့မြင်ခဲ့လိုက်တယ်လို့ကြားခဲ့လိုက်လို့ဆိုရင် had ပတိနဲ့ရေးပါတယ်ဒီလိုမျိုးအင်္ဂလိပ်စာကိုလေ့လာခြင်းနဲ့ဆိုရင် PPT English class ကိုခြားလို့ရပါတယ်ဗျဒီ2026ခုနှစ်လာမယ့်2026 2029ပညာသင်တဲ့မှာငါပန်ချထားတယ်ဆိုတော့GTL English စာနဲ့ပတ်သက်ပြီး online class တွေဖွင့်မယ် Zoom တွေဖွင့်မယ်နောက် video class တွေဖွင့်ဖို့အစီအစဉ်တွေရှိပါတယ်ဗျအဲ့မှာဒါတကယ်စိတ်ကူးတွေအကောင့်ထဲကိုအကြီးတွေရှိနေဆိုလို့ရှိရင်class ကို join ဖို့လိုပါတယ်KKD English class ကို join မယ်ဆိုရင်ခုနက0940256955ကိုဆက်သွယ်လို့ရပါတယ်တင်တဲ့ကိုလည်းရောက်တဲ့ချိန်နဲ့ဆိုရင်တော့ကိုမဲမျိုးအမှတ်3တောင်ရမှာတင်တဲ့ဖွင့်ထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်